မင်္ဂလာပါခုပြပြမယ့်ကြောင်းရလေးကတော့မိမိရဲ့မျိုးသားကမိမိကိုပေါ့နော်မိမိရဲ့မျိုးသားကမိမိကိုစိတ်မပါတော့တာလားစိတ်ကုံသွားတာလားလက်မတွဲကျင်တော့တာလားပေါ့နော်ပြောမလို့သူ့ဘက်ကနေအေးဆက်သွားတာပေါ့သူ့ဘက်ကနေအေးဆက်သွားတဲ့မျိုးသားတွေအများကြီးရှိပါတယ်အဲ့တော့အေးဆက်သွားပြီဆိုမှတော့တည့်ရဲ့အတိုင်းပဲဖောက်ပြန်တာပေါ့နော်ဖောက်ပြန်တာပေါ့မျိုးသမီးတယောက်ကလာပြီးတော့ပြောပြတာရှိပါတယ်သူ့ရဲ့ဇလန်းကဘယ်လိုလဲဆိုရင်တော့သူ့ရဲ့အမျိုးသားကအိမ်မှာဆိုရင်နည်းနည်းငောင်းတော်ကြီးဖြစ်နေတာပေါ့နော်အိမ်မှာဆိုရင်နည်းနည်းကြောင်တယ်လို့ငောင်းတယ်လို့စကားပြောချင်တယ်လို့မပြောချင်တယ်လို့မူမမှန်ဘူးပေါ့နော်အရင်တော့အချိုးရနေတခြားစီပဲပေါ့နော်အရင်တော့မိသားစုကိုချစ်တတ်တယ်သားသမီးတွေကိုချစ်တတ်တယ်ဘယ်အရာမှဆိုရင်တက်တက်ကြွကြွလောက်ကင်နေတဲ့အမျိုးသားကအခုနောက်ပိုင်းမှာအတီအစိဖြစ်လာတာပေါ့နော်အတီအစိဖြစ်လာတယ်အတီအစိဖြစ်လာတဲ့အခါကျတော့သူစုံစမ်းကြည့်တယ်အမျိုးသားရဲ့တငယ်ချင်းပေါင်းသင်းတွေကိုစုံစမ်းကြည့်တဲ့အခါပြန်တော့လေဒီမျိုးသားကဖောက်ပြန်ထားခြင်းမရှိဘူးဖောက်ပြန်ထားခြင်းမရှိဘူးစုံစမ်းလို့မရဘူးပေါ့နော်ဟိုဘက်ကသူ့ရဲ့မျိုးသားရဲ့တငယ်ချင်းတွေကပဲဖုံးဖိထားပေးကြလားပါလားတော့မသိဘူးဖောက်ပြန်ထားမှုမရှိဘူးပေါ့နော်ဒါပေမဲ့လို့မျိုးသမီးကသူ့ဖုန်းတွေပါစစ်ကြည့်တဲ့အခါကျရင်လေဖောက်ပြန်ထားတဲ့ရဲရောင်တစ်ခုမှမတွေ့ဘူးပေါ့နော်အဲ့တော့မျိုးသားအိမ်မှာရှိတဲ့ချိန်မှာတစ်ဖက်ကဖုံးလာတာတော့စာပို့တာတော့ပေါ့ဒါတွေလည်းလုံးဝမရှိဘူးပေါ့နော်မရှိဘဲနဲ့ဒီမျိုးသားကဘယ်လိုဖြစ်လဲဆိုရင်တော့အိမ်မှာဆိုရင်သူစိတ်နေရစိတ်ထဲမှာနေရအဆင်မပြေဘူးပေါ့နော်စိတ်ထဲမှာသူနေရအဆင်မပြေဘူးစိတ်မပြောဘူးငေါင်းတောင်ကြီးဖြစ်နေတယ်ငေါင်းတောင်ဖြစ်နေတဲ့အခါကျတော့သူမျိုးသမီးကနေပြီးဆက်သွယ်လာတယ်ဆရာတို့ဘယ်လိုမျိုးကူညီလို့ရမလဲပေါ့နော်ဘယ်လိုမျိုးကူညီလို့ရမလဲဆိုတော့အမျိုးသမီးပဲလာတာပါနော်အမျိုးသားရာကြောင့်ဒီလိုကိစ္စတွေယုံကြည်မရှိဘူးယုံကြည်မရှိတော့မလာဘူးအဲ့တော့အမျိုးသမီးလာတဲ့ခါကျတော့သူ့ရဲ့အမျိုးသားနဲ့ပတ်သက်ပြီးတော့အမျိုးသမီးကိုကျွန်တော်ကစစ်ကြည့်တာပေါ့နော်စစ်ကြည့်တဲ့ခါကျတော့အမျိုးသားကခက်စစ်မိကြပါတယ်ခက်စစ်မိကြတယ်ဆိုတာကသူ့ရဲ့အမျိုးသားကိုတစ်ဖက်သက်စိတ်ဝင်စားပြီးတစ်ဖက်သက်ကြိုက်နေတဲ့အမျိုးသမီးတစ်ယောက်ကသူ့မျိုးသားရဲ့ဓာတ်ပုံတွေအမြည်နေနေယူပြီးတော့နန်နေပြီးတော့ခက်စစ်သုံးလိုက်တာပေါ့နော်သူယောက်ျားရဲ့တက်နေတဲ့ကန်တွေကိုနန်နေပြီးတော့ညွန်ချိုးပလိုက်တယ်နော်ညွန်ချိုးပလိုက်တယ်ချိုးပြီးတော့မှမကောင်းတဲ့အစီရင်နေတဲ့နန်နေပြစ်တယ်နန်နေပြစ်ပြီးတဲ့အခါကျမှဒီအမျိုးသားကိုဒီအမျိုးသားရဲ့ကန်တွေကြပြီဆိုမှသူတို့နီးလိုက်နေသူတို့လောက်တာပေါ့နော်ဒါရောအစားဆုံးမထုတ်ပြောချင်ပါဘူးအဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ဒီမျိုးသားကဖောက်ပြန်မှုတော့မရှိသေးပေမဲ့တစ်ဖက်ကသူ့ကိုဆေးနဲ့လှုပ်လိုက်တာမို့လို့ဒီမျိုးသမီးကိုဆွဲလန်းစိတ်ကတော့ဝင်နေပြီပြောချင်တာတရားဝင်ကြောင်းနဲ့ချစ်တယ်ဒါမပြောရသေးရပါတော့ဖောက်ပြန်တဲ့ဖောက်ပြန်ရသေးရတယ်မဟုတ်ဘူးတစ်ဖက်ကဆေးနဲ့လှုပ်ယူနေတာမို့လို့တရားဝင်ကြောင်းချစ်တယ်တော့မပြောကြရသေးပဲနဲ့ဒီမျိုးသားကပညာဇက်ကတော့ထိသွားပြီပညာကတော့ထိသွားပြီအမြဲတမ်းအိမ်ရောက်ရင်ငူတူတူကြီးဖြစ်နေတယ်ကြောင်တော်ကြီးဖြစ်နေတယ်အလုပ်လဲစိတ်ပေါအောင်လုပ်ချင်တယ်မလုပ်ချင်ဘူးဒါမျိုးတွေဖြစ်နေတာပေါ့နော်မိသားစုလည်းမိသားစုနဲ့တူရှိနေအောင်မှသူ့မှာပျော်ရွှင်မှုတွေလုံးဝမရဘူးဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့အရန်ထူးဆန်းတယ်နော်တချို့ကကြတော့ဖောက်ပြန်ပြီးရောမယငယ်မနဲ့မတော်မတွေ့ရလို့ဒီလိုပုံစံကြီးဖြစ်နေတယ်လို့ထင်ပေမဲ့လို့တချို့ကကြတော့လေတစ်ဖက်ကစီးရစီရင်နေတဲ့လှုပ်ထားတဲ့အခါကျရင်ကိုယ့်ရဲ့မျိုးသားဒါမျိုးတွေဖြစ်ကောင်းဖြစ်နေနိုင်တာမို့လို့ပြပြပေးခြင်းဖြစ်တာပေါ့နော်အဲ့လိုမျိုးဇလန်းလေးအကြုံတွေ့မှကြောင့်လို့ပြပြပေးခြင်းဖြစ်တယ်ဒါကြောင့်မို့လို့မျိုးသားကိုပြောပါအခုစစ်ပြီးသွားပြီဆိုတော့ဒီလိုလိုတော့ဖြစ်နေပြီသူ့ကိုတစ်ဖက်ကလုံနေပြီဒါကြောင့်မို့လို့ပညာကန်းဆိုင်ရာတွေဖြစ်တာမို့လို့ဒီမျိုးသားကိုကုမရမှာအဲ့တော့ကုမယ်ဆိုရင်တော့ခေါ်ခဲ့ပေးပါဆိုတော့ခေါ်ခဲ့ပေးတယ်နော်ရက်ချင်းပြန်ယူပြီးတော့ခေါ်ခဲ့တယ်ခေါ်ခဲ့တော့ကျွန်တော်စစ်ကြည့်တော့အမျိုးသားကိုထပ်ပြီးစစ်တဲ့ချိန်မှာပို့ပြီးတော့မှန်ကန်တာကိုတွေ့ရတယ်တွေ့ရတော့ကျွန်တော်ကဘယ်သူလဲဘယ်ပါလဲဆိုတော့ပြောမှဆိုတော့ယုံကြည်ရှိရင်ချင်းမရှိရင်ဒီပေါ့နော်ဝင်ပူးတာပေါ့နော်ဝင်ပူးကြတာပေါ့ဝင်ပူးပြီးတော့ပြောတဲ့အခါကျတော့အဲ့ဝင်ပူးတာလဲဆွဲရပါပြောလဲဆိုတော့သူ့ရဲ့အမျိုးသားကိုခက်ဆေးတွေနန်နေပြီးတော့လှုပ်ခိုင်းတဲ့အမျိုးသမီးကဘယ်သူလဲဆိုပြီးတော့မေးတဲ့အချိန်မှာသိရဆိုရင်တော့ပြန်မပြောပြနိုင်ပါဘူးနော်သိရဆိုရင်ဝန်းထဲမှာပဲထားပါသွားပြီးတော့ရန်ရှာတာတွေပါတော့မလုပ်ပါနဲ့ဆိုပြီးတော့ကျွန်တော်ကဂတိကဝတ်တွေတောင်းပြီးတော့မေးကြည့်လိုက်တဲ့အခါကျတော့သူ့ရဲ့အမျိုးသားကိုတန်းတန်းဆွဲချစ်ပြီးတော့အခုလိုစေးတွေခတ်ပြီးတော့နန်နေနေတဲ့သူကတခြားသူဒစိမ့်ပတ်ဝန်းကျင်အမျိုးသမီးမဟုတ်ပါဘူးသူ့အမျိုးသမီးရဲ့ညီမဝမ်းခွဲတဝမ်းနဲ့ခွဲတဲ့ညီမဝမ်းခွဲကအမဝမ်းခွဲဖြစ်သူရဲ့အမျိုးသားကိုကြိုက်လို့လိုချင်လို့ယူမယ်ဆိုပြီးတော့
ဆေးရည်သုံးပြီးတော့လုပ်လိုက်တာပါဒါကြောင့်မို့လို့ပြောချင်တာကမိမိရဲ့မျိုးသားပဲဖြစ်ဖြစ်မိမိရဲ့မျိုးသမီးပဲဖြစ်ဖြစ်တစ်ခုခုနဲ့ကြုံတွေ့လာပြီဆိုရင်ဘေးပတ်ဝန်းကျင်ဒဇိမ့်မိန်းကလေးတွေကိုတွားပြီးတော့ကြည်တာထက်ကိုယ်တိုင်းဝိုင်းကိုမြင်တော့ပြန်ကြည့်ပါသူ့လူကိုယ့်ဘက်သားတွေအများကြီးရှိနေတာမို့လို့အများဆုံးပြန်ကြည့်ပေါ့နော်ကိုညီကိုမောင်မဆွေမျိုးတိုင်းဝိုင်းနဲ့ပုံစံတော့ညီစွန်းမှုရှိလားသူတို့ရဲ့မျက်နှာအနေထားအမူအရာတွေဘယ်လိုဖြစ်နေလဲနောက်ကိုယောက်ျားနဲ့ပတ်သက်မှုတွေဘယ်လိုရှိနေလဲတွားလာတာအစပါညာဒါမျိုးတွေအားလုံးကိုသိချကြည့်ပါစစ်ပါပြီးတော့မှအပြင်ကဒဇိမ့်မိန်းမတွေနဲ့ဆွဆွဲခြင်းဆွဆွဲပေါ့နော်ဒါကြောင့်မလို့ခုလိုဇလန်းလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်မိမိရဲ့မျိုးသားသည်ပုံမှန်မဟုတ်တာထက်သူ့ရဲ့မူတွေပြောင်းလဲနေရဆိုရင်တော့နီးစပ်ရနဲ့စစ်ဆေးကူတာဖို့လိုတယ်အပြက်ကနေနှာခေါင်းသွေးမထွက်ဖို့အတွက်ကိုပြောပြပေးခြင်းဖြစ်တာပေါ့နော်အားလုံးပဲအချိန်မလွန်ခင်မှာအမြန်ဆုံးစစ်ဆေးကူတာနိုင်ပါစေအားလုံးပဲအိမ်တော်ကြီးများအဆင်ပြေကြပါစေ